အပိုင်း၈မော်ဆီယာ၏ကစားပွဲ The Sorcerer's Gambit အမှန်တရားကိုဖွင့်ဟခြင်းဥပထုရဲ့ရှင်ကက်ထင်မှာဇေယနဲ့ Mastermind လူငယ်လေးတို့ထိတ်တိုက်တွေ့နေကြပါတယ်ဇေယကတနက်နဲ့ချိန်ထားပေမဲ့လူငယ်လေးကတော့အေးဆေးစွာပဲပြုံးနေပါတယ်မင်းဘာလို့ဒါတွေအားလုံးကိုလုံနေတာလဲမင်းရဲ့ဦးလေးနဲ့ရွာသားတွေကမင်းအပေါ်ဘာဖြစ်လို့လဲဇေယကမင်းလိုက်ပါတယ်လူငယ်လေးကရေမောလိုက်ပြီးသူ့ရဲ့အရေးပြားတွေကွာကျနေတဲ့ဂျားကနေပြောပါတယ်အဖြစ်မရှိပါဘူးဆာဘူးလင်းသူတို့ကကျွန်တော်တို့တော့မြေဩဇာတက်တတ်ပါပဲစကင်ဝါကာတွေကိုမွေးမြူဖို့လူသားတွေရဲ့ကြောက်ရွံ့မှုကအကောင်းဆုံးအစပဲလေပြီးတော့ခမည်းကိုဒီရွာကိုခေါ်ဖို့ကျွန်တော်ဘလောက်အားထုတ်ခဲ့ရတယ်သိလားခမည်းရဲ့ဒီထက်မြက်တဲ့ညင်းကြီးကိုကျွန်တော်ရဲ့ဝိညာဉ်နဲ့ပေါင်းစပ်လိုက်ရင်ကျွန်တော်ဟာကမ္ဘာမှာအင်အားအကြီးဆုံးဖြစ်လာတော့မှာဇေယျကြီးတံပြန်တက်ခဲ့ဇေယျကချက်ချင်းပဲထနက်နဲ့ဖြစ်လိုက်တယ်ဒိုင်ဒါပေမဲ့ကြည်စံတွေကလူငယ်လေးရဲ့ခန္ဓာကိုယ်ကိုဖောက်ထွက်သွားပြီမဲ့သူကလဲမကြသွားပါဘူးသူ့ရဲ့ဒဏ်ရာတွေကနေအမဲရောင်မြူကိုတွေထွက်လာပြီးချက်ချင်းပြန်ကောင်းသွားပါတယ်ဒီကြည်စံတွေနဲ့ကျွန်တော်ကိုတက်လို့မရဘူးစာဘူးလင်းဒီရွာကကျွန်တော်ရဲ့နေပြီပဲလူငယ်လေးကလက်ကိုဝေရမ်းလိုက်တဲ့အခါအမောင်ထဲကနေစကင်ဝါက၄កောင်ထွက်လာပြီးဇေယျကိုဝိုင်းထားလိုက်ပါတယ်ဇေယျကမထိတ်လန့်ဘူးသူ့အိတ်ထဲကနေဆရာဆန်းရဲ့ဆေးတိုက်ကခိုးယူလာတဲ့အဖြူရောင်ဆေးမုံတစ်ထောင်ကိုထုတ်လိုက်တယ်မင်းထင်းတယ်လို့ငါကလက်ပလားနဲ့လာမဟုတ်ဘူးဆရာဆန်းကမင်းကိုကြောက်လို့ကူညီနေရပေမဲ့မင်းကိုနှိမ်နှင်းကိုဆေးရည်ကိုတော့သူ့ရဲ့လူ့ဟွတ်မှန်တန်းထဲမှာခြံခဲ့တယ်ဇေယျကဆေးမုံလေးကိုလေလေးကိုဝေပက်လိုက်တဲ့အခါအဖြူရောင်အလင်းတန်းတွေထွက်ပေါ်လာပြီးစကင်ဝါကာတွေဟာနာကျင်စွာအော်ဟစ်ပြီးနောက်ဆုတ်သွားကြပါတယ်မာစတာမိုင်းရဲ့မျက်နှာမှာပထမဆုံးချိန်စူးရင်စိတ်တွေပေါ်လာပါတယ်မင်းရဲ့မော်အစွမ်းကဒီယောရာသားတွေရဲ့ကြောက်ရွံ့မှုပေါ်မှာအခြေခံထားတာအခုယောရာသားတွေကငါနဲ့အတူရှိနေပြီဇေယျစကားဆုံးတာနဲ့အိမ်အပြင်ဘက်ကနေမီးတော်တွေကိုကင်ထားတဲ့ရွာသားတွေရောက်လာပါတယ်ကိုပကျော်ကတနတ်တန်ရနဲ့ပဲရွာသားတွေကိုဥဆောင်ပြီးရောက်လာတာပါရွာသားတွေရဲ့စူပေါင်းအားနဲ့ကြောက်ရွံ့မှုကင်းစင်သွားတဲ့အခါမာစတာမိုင်းရဲ့မော်အစွမ်းတွေဟာတခေးပြေးလော့နေလာတော့ပါတယ်ဒါပေမဲ့မာစတာမိုင်းကနောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်ပါတယ်သူဟာသူ့ရဲ့ခန္ဓာကိုယ်ကိုစွန့်လွတ်လိုက်ပြီးအေယာမြစကင်ဝါကဘဟင်ကြီးအဖြစ်ပြောင်းလဲသွားတော့ပါတယ်အပိုင်း9ကန်ကူညွာရဲ့နောက်ဆုံးညဥပထုရဲ့အိမ်ဟောင်းလေးဟာတုံခါနေပါတယ်အိမ်အပြင်ဘက်မှာမိုးချိုးတွေကတစ်ချက်ပြီးတစ်ချက်ပြေချဲနေသလိုအထဲမှာလည်းမာစတာမိုင်းလူငယ်လေးရဲ့ခန္ဓာကိုယ်ကကြောက်စရာကောင်းလောက်အောင်ပြောင်းလဲနေပါတယ်သူ့ရဲ့အရေးပြားတွေဖြက်ခနဲကွဲအပ်ထွက်သွားပြီးအထဲကနေအနက်တောင်းအမွှေးမြင်တွေနဲ့ပြည့်နေရဲ့အေယာမြသားတဲ့ကြီးတကောင်ထွက်ပေါ်လာပါတယ်ဒါကရိုးရိုးစကင်ဝါကမဟုတ်ဘူးသူတို့အားလုံးရဲ့အရှင်တခင်စကင်ဝါကကင်းပါဒါးတဲ့ကြီးရဲ့အရက်ဟာအိမ်မျက်စကန်ကိုဖောက်ထွက်မတက်မြင်ပါပြီးသူ့ရဲ့မျက်လုံးတွေကတော့ငရဲမီလို့နေရဲနေပါတယ်သူဟိန်းဟောင်းလိုက်တဲ့အထန်ကြီးကတရွာလုံးကိုတုံခါစေပြီးအနီးမကတစ်ပင်တွေတောင်ကျိုးပြက်ကုန်ပါတယ်စာဘူးလင်းစေရမင်းရဲ့ညံပညာတွေဟာဒီညငါရဲ့အစာဖြစ်တော့မယ်တားတဲ့ကြီးရဲ့အထန်ကလူသားနဲ့တားတဲ့ထန်ရောနွယ်ပြီးထွက်ပေါ်လာပါတယ်ဇေယျကနောက်ကိုအမြန်ဆုပ်လိုက်ပေမဲ့တားတဲ့ကြီးရဲ့လက်သေးရွှေကြီးကဇေယျရဲ့ trench coat အင်ကြီးလက်ဖျန်းကိုချီခိုက်မိပါတယ်ဇေယျရဲ့လက်မောင်းကနေသွေးတွေစီးကြနေပေမဲ့သူကတော့မျက်တောင်းတစ်ချက်မခတ်ပါဘူးမင်းရဲ့အစွမ်းတွေကလူသားတွေရဲ့ကြောက်ရွံ့မှုပေါ်မှာအခြေခံထားတာဆိုရင်ငါကမင်းကိုကြောက်ရွံ့မှုနဲ့မဟုတ်တာအမှန်တရားနဲ့တိုက်ခိုက်ပါပါဇေယျကသူ့ရဲ့အိတ်ကက်ထဲကနေဆရာဆန်းရဲ့လူဟုဆေးရည်တွေနဲ့စိန်ထားတဲ့ငွေရောင်ကြည်စံ6တောင်ကိုတနက်သေးကိုအမြန်ပြောင်းထည့်လိုက်ပါတယ်တားတဲ့ကြီးကဇေယျအစီကိုဝုန်းကနေခုံအုပ်လိုက်ချိန်မှာဇေယျကကြမ်းပင်းကိုလိန်ရှောင်ပြီးတားတဲ့ကြီးရဲ့ခြေထောက်ကိုပစ်လိုက်တယ်ဒိုင်ကြည်စံထိမိုက်တဲ့နေရာကနေမီးကိုဖြူထွက်လာပြီးတားတဲ့ကြီးကနာကျင်စွာဟိန်းဟောင်းလိုက်ပါတယ်ဒါပေမဲ့သူကချက်ချင်းဆိုသလိုပြန်လဲကောင်းမွန်လာပါတယ်ဇေယျကိုနန်းကိုကတ်သွားအောင်ရိုက်ထုတ်လိုက်တယ်ဇေယျသွေးအန်သွားပေမဲ့သူ့မျက်လုံးထဲကဇွဲကတော့မလွတ်ပါဘူးရွာသားတွေရဲ့စူပေါင်းအားအဲ့ဒီအချိန်မှာပဲအိမ်အပြင်ဘက်ကနေမီးတော်တွေကိုကြိုက်ထားတဲ့ရွာသားတွေရောက်လာပါတယ်ကိုပကျော်ကတနတ်တန်ရကိုစီးနှောင်ထားရင်းနဲ့ရွာသားတွေကိုဥဆောင်ပြီးရောက်လာတာပါရွာသားတွေရဲ့စူပေါင်းအားနဲ့ကြောက်ရွံ့မှုကင်းစင်သွားတဲ့အခါမာစတာမိုင်းရဲ့မော့အစွမ်းတွေဟာတဖြည်းဖြည်းလော့နေလာတော့ပါတယ်ကိုပကျော်ကအော်ဟစ်လိုက်ပါတယ်ရွာသားတို့မကြောက်ကြနဲ့ဒီတတော်ကငါတို့ရဲ့ကြောက်ရွံ့မှုကိုစားသုံးရတာအားလုံးပရိရွတ်ကြစားရွာသား9ဖေကျော်ဟာတပြိုင်နက်တည်းပရိမန်တန်းတွေကိုရွတ်ထပ်လိုက်တော့တရွာလုံးမှာအလင်းတန်းတွေဖြာသွားလာပါတယ်ဒါးတဲ့ကြီးကအဲ့ဒီအတန်းတွေကိုကြားရတဲ့အခါ
နားတွေကိုပိတ်ပြီးနားကျဉ်စွာတွန့်လိနေပါတယ်သူ့ရဲ့ခန္ဓာကိုယ်တွေကအမှောင်တို့တွေဟာတဖြည်းဖြည်းလွင့်ဆန်ထွက်လာပါတယ်ဇေယျကအခွင့်အရေးကိုလက်မလွတ်နဲ့ရှေ့ကိုတိုးသွားပါတယ်မင်းရဲ့မော်ဆွမ်းဆိုတာအထီးကျန်တဲ့နဲ့ကြောက်ရွံ့မှုပဲလူသားတွေရဲ့စူပေါင်းအားရှိမှမင်းဟာဘာမှမဟုတ်ဘူးတားတဲ့ကြီးကနောက်ဆုံးအင်အားကိုသုံးပြီးဇေယျရဲ့လက်နှင်းကိုညှက်ထားလိုက်တယ်ဇေယျအသက်ရှူရခက်လာပြီးမျက်လုံးတွေပြားလာပါတယ်တားတဲ့ကြီးကဇေယျရဲ့မျက်နှာကိုအနီးရက်ကြည့်ပြီးရေမောလိုက်ပါတယ်မင်းသေးရင်ဒီရွာသားကြီးလည်းတေးရမှာပဲဇေယျကသူ့ရဲ့လက်ထဲမှာဟွက်ထားတဲ့ဆေးရဆန်ရဲ့အစိတ်ဖြေဆေးရည်ပူလင်းလေးကိုတားတဲ့ကြီးရဲ့ဟောင်းလောင်းပွက်နေတဲ့ပါဇက်ထဲကိုရိုက်ခွဲထည့်လိုက်ပါတယ်အဲ့ဒီဆေးရည်ဟာတားတဲ့ကြီးရဲ့ခန္ဓာကိုယ်ကိုလူသားအသွင်ပြန်ပြောင်းစေတဲ့ဓာတ်ကူပြီးစီပါပဲဝုံတားတဲ့ကြီးရဲ့ခန္ဓာကိုယ်ထဲကမီးတောက်တွေထွက်ပေါ်လာပြီးသူ့ရဲ့အေယာမြခန္ဓာကိုယ်ကြီးကတစည်းစီကွဲအပ်လာပါတယ်ဇေယျကအဝေးကိုလွင်ဆင်သွားပြီးကြမ်းပြင်းပေါ်မှာမေမျောသွားတော့ပါတယ်တရွာလုံးမှာလင်းထိန်လာတဲ့အလင်းတန်းကြီးကမိုးတိမ်တွေကိုပါခွင်းသွားပြီးမှုန်တိုင်းကလည်းရုတ်တရက်ရပ်တန့်သွားပါတယ်မနက်မိုးလင်းတော့ဇေယျမျက်လုံးပွင့်လာတော့သူဟာရွာဦးဖုံးကြီးကျောင်းထဲမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်သူ့ဘေးမှာဦးတာရုနဲ့ကိုပကျော်တို့ပြုံးရံနေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ထူးချမ်းတာကဇေယျရဲ့လက်ဖြားမှာစကင်ဝါကာဒီစီမှာပဲတွေ့ရလိရှိတဲ့အဝါရောက်အကီးခွေလေးတစ်ခုပေါ်နေတာပါပဲဒါတဲ့ဘင်းကြီးကတကယ်ပဲတေဆုံးသွားတာလားဒါမှမဟုတ်ဇေယျရဲ့ခန္ဓာကိုယ်ထဲကိုတခုခုကူးဆတ်သွားတာလား